ကောင်းတာလုပ်ရတဲ့နဲ့မကောင်းတာတွေဖြစ်နေတာလည်းရှိတယ်မကောင်းတာတွေလုပ်ပြီးကောင်းတာတွေရနေတဲ့လူလည်းရှိတယ်ဘဝရဲ့အတွေ့အကြုံအစင်မပြေမှုတွေဆိုတာလောကကြီးမှာရှိတယ်လို့အရာရာဟာကံနဲ့တင်သက်ဆိုင်တာမဟုတ်ဘဲနဲ့ဘဝဝင်ချင်းအခြေအနေရရနဲ့လည်းသက်ဆိုင်တယ်လို့ပြောကောင်းလဲကံမကောင်းလဲကံလို့ကံတရားကိုရွတ်စွနေခြင်းဟာနေရာတိုင်းမှာတော့မမှန်ဘူးပေါ့မမှန်တတ်ဘူးအဲ့ဒါလို့ကံတရားကိုရွတ်စွနေခြင်းကြောင့်ကံတရားပေါ်မှာကောင်းတာလုပ်ရတဲ့နဲ့ကောင်းတာမဖြစ်ဘူးမကောင်းတာတွေဖြစ်ရင်ကံတရားပေါ်မှာယုံကြည်မှုလျော့ပါသွားတယ်မကောင်းတာတွေလုပ်ပြီးကောင်းတာတွေတွေ့ပြီးတော့လည်းပဲကံတရားပေါ်မှာယုံကြည်မှုတွေလျော့ပါသွားကံဆိုတာအကြောင်းတစ်ခုအနေနဲ့သာမြတ်စွာဘုရားဟောတာဖြစ်တယ်ဘဝဆိုတာကိုကံကဖန်တီးတယ်ဆိုတာမှန်တယ်ဘုရားရဲ့ဟောပြောချက်အရဘဝတစ်ခုရလာတာဟာအခြေခံအကြောင်းတရားကတော့ကံပဲဖြစ်တယ်သို့တော့ကံတစ်ခုတည်းလားလို့ဆိုတော့မဟုတ်ဘူးကံနဲ့တွဲဖက်ပြီးတော့ကိလေသာတွေကဘဝတစ်ခုကိုဥဆောင်ဖန်တီးသွားတာပဲဖြစ်တယ်ကိလေသာတွေရဲ့ဥဆောင်မှုဘဝတစ်ခုရလာဖို့ကိုကြည့်ရမယ်ဆိုလို့ရှိရင်လူတယောက်ဟာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့ဒါလို့ကောင်းမကောင်းဆိုတာတွေဟာခြေနေရလူတွေဟာမိမိတို့စိတ်ထဲမှာဖြစ်ပေါ်တဲ့အနေအထားတစ်ခုပေါ်မှာမူတည်ပြီးတော့ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့လိုလုပ်တဲ့အခါမှာကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာကောင်းတာတွေလည်းစုမိဆောင်မိဖြစ်သွားတယ်မကောင်းတာတွေဆိုတာလည်းပဲစုမိဆောင်မိဖြစ်သွားတယ်အဲ့ဒီနေရာမှာဘဝတစ်ခုကိုဖန်တီးတော့မယ်ဆိုရင်ကံကြီးတက်တက်ဆိုရင်ကတ္တရားကကောင်းတာတွေလုံးလို့ရှိရင်ကောင်းတဲ့ကံအလှဲ့ကျုံတဲ့အခါမှာကောင်းတာကိုဖန်တီးလိုက်တယ်မကောင်းတဲ့ကံရဲ့အလှဲ့ကျုံတဲ့အခါမှာမကောင်းတဲ့ကံကိုဖန်တီးလိုက်တယ်ဘဝမှာဘယ်ကံကအလှဲ့ကျုံမယ်ဆိုတာမသိနိုင်ဘူးဘာနဲ့ဥပမာတူတော့ဆိုရင်ကဏ္ဍမျိုးစုံရေးထားတဲ့ဘောလုံးကလေးတွေကိုစက်ဝိုင်းထဲမှာထည့်ပြီးတော့လှဲ့တဲ့အခါမှာထိဖွင့်တဲ့အခါမှာကြည့်ပေါ့ဘောလုံးတွေကဏ္ဍမျိုးစုံရေးထားပြီးတော့လှဲ့လိုက်တဲ့အခါမှာဘယ်အလုံးထွက်လာမယ်ဘယ်ကဏ္ဍထွက်လာမယ်ဆိုတာကျွတ်တင်ပြောနိုင်လို့မရဘူးပေါ့အခွင့်သာတဲ့အလုံးကထွက်လာတာပဲအဲ့ဒီထွက်လာတဲ့အလုံးမှာပါတဲ့ကဏ္ဍကိုကောက်ချိတ်လိုက်ပြီးနောက်တစ်လုံးထပ်လဲနောက်တစ်လုံးထပ်လဲပြီးအဲ့ဒီကဏ္ဍနေနဲ့သွားပြီးတော့တိုက်ဆိုင်တဲ့အခါထိပေါက်တယ်လို့ပြောကြတယ်အဲ့ဒါလိုပဲလူတွေမှာကဏ္ဍမျိုးစုံရှိတယ်လို့ပဲကောင်းတာတွေလည်းလုပ်တယ်မကောင်းတာတွေလည်းလုပ်တယ်လုပ်တဲ့အခါမှာဒီကနေ့အခါရောက်လာပြီဆိုလို့ရှိရင်ကောင်းတဲ့ကံကအလဲကျသလားမကောင်းတဲ့ကံကအလဲကျမှလားလို့ဆိုတာကျွတ်တင်သတ်မှတ်ဖို့ရအမှန်တမ်းခဲတယ်မသေးကြတဲ့လောကကြီးဘဝအခြေအနေဟာသေချာခြင်းရေရာခြင်းမရှိဘူးလို့ဆိုလို့မသေးကြရုံနဲ့မဟုတ်ဘူးအစင်မပြေမှုတွေကလည်းဖြစ်တတ်တယ်အစင်မပြေမှုတွေနဲ့လည်းကြုံတတ်တယ်ဘဝရဲ့အနေအထားကိုအဲ့လိုဖြစ်တယ်ဟုတ်ပြီကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကံတရားကတော့သူကဘဝတစ်ခုထုတ်လုပ်ဖို့ရအစဉ်သင်ဖြစ်နေပြီအဲ့လိုအစဉ်သင်ဖြစ်နေတဲ့အခါမှာသူ့ရဲ့လမ်းကြောင်းပေးတာကတော့ဘယ်သူကလမ်းကြောင်းပေးတော့ဆိုလို့ရှိရင်အဝိဇ္ဇာနဲ့တဏှာလို့ဆိုတဲ့ဒီနှစ်ခုကလမ်းကြောင်းပေးလိုက်တာကံတရားကဘဝတစ်ခုကိုထုတ်လုပ်ဖို့ရအတွက်ဝိုင်းဝန်းကူညီပေးတာကတော့အဝိဇ္ဇာနဲ့တဏှာဒီကနေ့မှာမြင်ရတဲ့အာယုန်တစ်ခုပေါ်အမှန်မသိအောင်အမှန်တရားကိုဖုံးကွယ်ပေးလိုက်တာကအဝိဇ္ဇာဖုံးကွယ်ပေးလိုက်တဲ့အခါမှာအဲ့ဒီဖုံးကွယ်ပေးလိုက်တဲ့အမှန်ကိုမမြင်ရလို့အကောင်းထင်မိသွားပြီးတွေ့တာကတဏှာအဝိဇ္ဇာကြောင့်အမှန်မသိလိုက်ဘူးတဏှာကြောင့်တွေ့မိတွေ့ရတွေ့လိုက်တယ်ကောင်းတယ်လို့ထင်လိုက်တယ်ဥပမာပဲငရဲကြမဲ့လူတယောက်ကိုတေကနေ့အချိန်မှာမိတော့ကြီးတွေကိုမြင်နေတယ်မိတော့ကြီးတွေကိုသူ့ရဲ့စိတ်ထဲမှာ
ရွှေတောင်ကြီးကိုနေအောင်ဟတ်နေတယ်လို့ထင်ရွှေတောင်ကြီးတော့တွေ့ပြီလို့စိတ်ထဲမှာအောင်းမိတယ်တကယ်ကတော့မိတောင်ကြီးကိုမြင်တာရွှေတောင်ကြီးတွေ့ပြီလို့ဆိုတဲ့အခါမှာလူတွေရဲ့စိတ်သဘာဝအရာရွှေဆိုတော့လူချင်တာပေါ့လူချင်တဲ့စိတ်ကဝင်လာတယ်အဲ့ဒီအချိန်မှာကံကနေတွန်းချလိုက်တဲ့အခါမှာရွှေတောင်ဆိုတဲ့သူထင်တဲ့စီရောက်သွားတော့တကယ်တွေ့လိုက်တဲ့အခါကျတော့မိတောင်ကြီးဖြစ်နေမိတောင်ကြီးဖြစ်ပြီးမိလောင်ခံရပြီပေါ့အဲ့ကြနောက်ဆုံးလို့မရတော့ဘူးမိတောင်ကြီးဖြစ်ပြီးရွှေတောင်လို့ထင်ပြီးတော့လူချင်းစိတ်လေးဖြစ်လိုက်တဲ့အချိန်လေးမှာကံကနေတွန်းပေါ်လိုက်တယ်အဲ့တော့ငရဲမီးတဲ့ငရဲမီးငရဲတဲ့ကြပြီးငရဲမီးလောင်ကျွမ်းမှုကိုခံနေရတယ်ပေါ့ဒီလိုဆိုလို့ပေါ့နော်အဝိဇ္ဇာကအမှန်တရားကိုဖုံးလွှမ်းနေဆိုတာမိထောက်နဲ့ရွှေရောင်ကစင်စင်တူတာကိုတူတော့သူကမိထောက်ဆိုတဲ့သဘာဝကိုရွှေရောင်နဲ့အလဲလှဲလှုပ်ပေးလိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒီမှာလိုချင်တဲ့ကဖြစ်သွားတယ်ဘဝတစ်ခုပို့တယ်ဆိုတာအဲ့ဒီပုံစံနဲ့ပို့တာအဝိဇ္ဇာရဲ့လှည့်စားမှုတဏှာရဲ့တွေ့တာမှုတွေအပေါ်မှာကံတရားကတွန်းပို့လိုက်တာအဲ့ဒါကိုအဘိဓမ္မထသင်္ဃာကျမ်းမှာဒီအဘိဓမ္မသင်တဲ့ပုဂ္ဂိုလ်တွေဘဝတစ်ခုကုရနဲ့ပတ်သက်ပြီးရေးထားတာအဝိဇ္ဇာပရိခိတေနတဏှာနုတယမူလကေနသင်္ခါအဝိဇ္ဇာပရိခိတေဝိတ္တယအဝိဇ္ဇာနုတယပရိခိတေဟိတဏှာနုတယမူလကေဟိသင်္ခါရေဟိစနိယမနာဆိုဘဝကုပုံလေးကိုပြောထားတာရှင်းရှင်းလေးပဲတခြားကျမ်းနေမှာလည်းပဲလို့ပြောနော်အဝိဇ္ဇာကအမှန်မမြင်အောင်ဖုံးပေးတယ်တဏှာကအမှန်မမြင်သည့်အတွက်ကြောင့်အကောင်းထင်သွားတယ်အဲ့ဒီအချိန်မှာကံကနေပြီးတွန်းပို့လိုက်တာရောက်သွားရောဘဝတစ်ခုတည်းလို့ဆိုလို့ကောင်းတဲ့ဘဝကြတော့လည်းပဲဒီကောင်းတာတွေလွှမ်းမိုးလာတဲ့အခါကြတော့လည်းပဲဒီဘဝဆိုဘယ်ဘဝမှမကောင်းဘူးအကောင်းထင်တာကိုကလည်းပဲဆိုးလို့ပဲပြောမှာဒါကတော့မကောင်းတာကိုအကောင်းထင်အဲ့နတ်ပြည်ရောက်မဲ့ပုဂ္ဂိုလ်ကြတော့နန်းနန်းပုံမိမ့်မှကြီးတွေမျက်စိတွေမှာသေအမှုမှုအချိန်မှာတွေ့မြင်လာတယ်အဲ့ဒီတွေ့မြင်လာတဲ့အချိန်မှာတဏှာကြောင့်စိတ်ကအဲ့ဒီဘက်ကိုညွတ်သွားလိုက်တဲ့အချိန်လေးမှာကံကနေတွန်းပို့လိုက်တော့ပုံမိမ့်မှကြီးတွေရောက်သွားတယ်ဒါကတော့အကောင်းလို့ပြောကုသိုလ်ကံရဲ့လွှမ်းမိုးမှုဟာဒီလိုကောင်းတဲ့ဘက်ကိုပို့ပေးလိုက်သို့တော့အကောင်းလို့ပို့လိုက်ပေမဲ့လို့မင်းနောက်ထပ်အဲ့ဒီကောင်းပြီဆိုတဲ့ပုံရောက်ပြီးတော့ကောင်းတာတွေကိုမစွန့်နိုင်မခွာရက်ဖြစ်ပြီးနောက်တစ်ခါသေအောင်တော့လို့ဆိုတဲ့သဘောမျိုးနဲ့ပို့လိုက်တဲ့သဘောပဲဖြစ်တယ်သေရအောင်မှတော့သေချတယ်နတ်တွေကြတော့ကောင်းတာတွေနဲ့ရွေတွေ့တဲ့အခါကျတော့မခွဲခြင်းမခွာခြင်းနဲ့မခွဲခြင်းပဲနဲ့ခွဲရတယ်ဆိုရင်ပိယဟိဝိပယောကောဒုက္ခကိုအလူလဲခံစားရတယ်နတ်ပြည်ကြတော့ဘာကြောင့်လဲဆိုရင်ချမ်းသာဒုက္ခအလွန်ကြီးမားတာလွန်ကြီးမားတာအလွန်ကြီးမားတဲ့ချမ်းသာဒုက္ခကိုခံစားနေရတာခံစားလို့မှအာမရခင်ခွဲခြားလိုက်တာအဲ့ဒါပိယဟိဝိပယောကောဒုက္ခဖြစ်တယ်နော်ခုနကမကောင်းတဲ့စီပို့တဲ့အခါကျတော့မကောင်းမှန်းသိအောင်တော့အပိယဟိတံပြောကောဒုက္ခမကြိုက်တာတွေနဲ့တွန်းပို့ခံရဒီသဘောတွေဟာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ဘဝတစ်ခုကိုဖန်တီးနေတယ်ဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမမှာအဲ့ဒါလိုသဘောပေါက်အဲ့ဒါဘယ်သူနဲ့ပတ်သက်လဲလို့ဆိုရင်ဘယ်သူမပြုတ်မိမိမှုကိုယ့်ရဲ့အလေးအကျင့်တိုင်းဒီအာယုန်တွေဒီထင်ဟမှုတွေစိတ်ညွတ်မှုတွေဟာကိုယ့်ရဲ့အလေးကျင့်နဲ့သက်ဆိုင်ကိုယ့်ရဲ့အလေးကျင့်မှုတွေနဲ့သက်ဆိုင်အဲ့ဒါတွေနဲ့စိတ်ညွတ်ရာဖြစ်သွားတတ်တယ်ပေါ့ပုရုဇဉ်ဆိုတာအမှန်တမ်းမသေးချာမရေရဘူးလို့ပြောတယ်ပုရုဇဉ်ဘဝဆိုတာမသေးချာမရေရတဲ့အနေအထားမျိုးဒါကြောင့်မို့ဝိနိပါဒဓမ္မောတဲ့စာပေကျမ်းကမှသုံးတဲ့စကားလုံးဝိနိပါဒဆိုတာဝိနိပါဒဝိဆိုတာကိုယ်ဆန္ဒဘာတစ်ခုမှမပါပဲနဲ့ကိုဖြစ်ချင်တာမဟုတ်ဘဲနဲ့နိပါဒဖြစ်ချင်ရဖြစ်သွားတယ်အနေထားမျိုးအခြေအနေစိုးတစ်ခုဖော်ထုတ်တာဝိနိပါဒ
သောတာပန်ဖြစ်သွားရင်တော့အဝိနိပါဒဓမ္မောအဲ့ဒါမျိုးမဟုတ်တော့ဘူးတဲ့ခြေနေစိုးတစ်ခုရှောင်လွဲသွားနိုင်ပြီဝိနိပါဒဓမ္မဘေးကြီးမရှိတော့ဘူးအဲဒီဆရာတော်ကြီးတို့ရေးတဲ့ဒီပဏိထဲမှာပုထုဇဉ်တွေရဲ့အပြစ်ကိုရေးတဲ့အခါမှာဝိနိပါဒဘေးဆိုတာအဲ့ဒါပြောတာဘဝမှာကိုဖြစ်ချင်ဖြစ်သွားတယ်ဥပမာမဲ့ကောသလမင်းကြီးရဲ့မန္လိကမိဖုရားဆိုတာအဲ့ဒါလိမ္မာရေးချရှိတယ်သူကပန်းဥယျာဉ်မှာအလုပ်လုပ်ကြတယ်ပန်းမင်းစိုက်ပျိုးတဲ့ပန်းမင်းစိုက်ပျိုးပြီးစီးပွားရှာတဲ့မိသားစုကမွေးလာတဲ့မျိုးသမီးတူပဲရှုပ်စင်းကလည်းခက်ချမ်းချမ်းသို့တော့သူ့မှာဘာတော်တော့ဆိုတော့လည်းချက်ချတယ်အကင်းပါတယ်တော့လည်းချက်ချတယ်ရုပ်ကတော့မလှဘူးလို့ဆိုတော့ရုပ်မလှဘူးလောက်ကင်စားတော့ရတာလည်းပဲပန်းဥယျာဉ်မှာပတ်မင်းဆိုင်ပြိုးပြီးတော့ပတ်မွေရောင်းတဲ့အလုပ်ကိုလုပ်တယ်သူ့ရဲ့အရေးချင်းကတော့တော့လည်းချက်ချတယ်ကောသရမင်းကြီးကအဇာတတမင်းနဲ့စစ်ဖြစ်လို့စစ်တိုက်ရာကနေဖျို့ဖျဲနဲ့မြင်းစီပြီးထွက်ပြေးလာခဲ့ရတဲ့အခါမျိုးရှိတယ်အဲ့ဒီအခါမျိုးမှာစစ်တပ်နဲ့ကွဲပြီးသူတယောက်တည်းထွက်ပြေးလာတာလွတ်ပြေးလာတဲ့အချိန်မှာမထင်မှပဲသူတို့ပန်းဥယျာဉ်နဲ့ရောက်လာသူတို့ပန်းဆိုင်ပြိုးတဲ့ဥယျာဉ်ခြံနဲ့ရောက်လာမဏိကမိဖုရားကဘယင်မှန်းသိလိုက်တယ်သို့တော့သူဟာဘယင်ကြီးလာတယ်ဆိုတော့သူဝတရားရလုပ်မယ်လို့ဆိုပြီးမြင်းကိုရှေ့ကနေဖမ်းဆွဲပြီးတော့ဘယင်ကြီးကိုအကူကြီးတွေပေးတယ်တောက်ရည်တွေကန်းတယ်နေရာထိုင်ခင်းတွေပေးတယ်အမောပြေဖို့ရတယ်လုပ်ပေးဝေယဝဆလုပ်ပေးတယ်ဆိုတော့အဲ့ဒီသွက်လက်ချက်ချတဲ့ဝတရားခြေပြုံနဲ့ပြုံးပြုံးရွှင်ရွှင်နဲ့လှုပ်တတ်တယ်ကြောက်ရွံ့တဲ့သဘောမရှိပဲနဲ့အဲ့လိုလှုပ်တာကိုဘုရင်ကြီးကသဘောကျပြီးနန်းတော်ခေါ်သွားတာမန္တိကာဟာဆင်းရဲသူမှသာသမီးပဲဘုရင်ကြီးနဲ့လည်းလွန်ကျင်နေတယ်တိခဏနဲ့ဘုရင်ကြီးအမားတွေကိုလည်းရှောက်ရဲတယ်သူကပြောရဲတယ်ကြောက်ကရဲ့အိမ်မက်16မျိုးမဲ့တုံးကဝါသရမင်းကြီးဟာပုံသားတွေရေရခြေဖို့ပြောတဲ့နီလန်းနေနဲ့တကယ်လုံးတော့မလို့ကိုယ့်ရဲ့အသက်အန္တရာယ်ဖြစ်ပြီးဆိုကြောက်တော့ပေါ့ကြောက်တော့ရေရခြေမယ်တရားတွေကိုတတ်ပြီးရစ်ပူစောပြီးရေရခြေဖို့လုပ်တယ်အဲ့ဒီခေတ်ကအယူသီးမှုတွေပေါ့အဲ့ဒီမှာမန္လိကကက်တင်လိုက်တာပဲဖြစ်တယ်ရသော်ဘုရားကိုမေးပါဘုရားနဲ့တလောက်ရင်းနှီးနေတာဘာဖြစ်လို့ပုံနာတွေမေးတယ်လဲဘုရင်ကြီးကိုမရရဘုရားစီပို့ရသော်ဘုရားနဲ့တွေ့တဲ့အခါမေးတော့ရသော်ဘုရားဒီအိမ်မက်တွေဟာတဲ့ဘုရားနမိတ်အနေနဲ့မက်ပေးမယ်လို့သင်မင်းကြီးရဲ့လက်ထက်မှာမဖြစ်ဘူးနော်ဖြစ်လာနိုင်တဲ့အနေအထားတွေကိုကျွတ်တင်မဲ့ချင်းသာဖြစ်တယ်ဆိုတာကိုတစ်ခုချင်းတစ်ခုချင်းရှင်းပြလိုက်တော့သူရေရခြေတဲ့လုပ်ငန်းကြီးကိုဆွတ်လွှတ်လိုက်တယ်တရားတွေများစွာတပ်ပြီးရေရခြေမဲ့အလုပ်ကိုဆွတ်လွှတ်လိုက် sacrifice လို့ခေါ်တယ်တတ်ရဲစွာခဏိထိကျန်နေသေးတယ်အဲ့ဒါတားကောင်တွေတပ်ပြီးရစ်ပူစော်တယ်ဆိုဖြစ်တယ်အဲ့ဒါတွေနဲ့လုံနေပူစော်တယ်ဆိုတဲ့အလုပ်ကိုလုပ်ချင်အဲ့ဒါလို့ပြီးတော့ကောသရမင်းကြီးဟာပြည်သူပြည်သားတွေနဲ့ပြိုင်ပြီးတော့အလှကြီးပေးတဲ့အခါဘုရင်ကြီးအနိုင်ရအောင်အကြံကောင်းညံကောင်းတွေကိုပေးတာမဏိကမိဖုရားပဲဖြစ်တယ်ပေါ့အာသရိတအလှကြီးကိုပြည်သူတွေတုံ့ပြန်ပြီးတော့မရှင်နိုင်လောက်အောင်ဘုရင်မှာရှိတဲ့စင်နေမြင်းနေစင်နေနဲ့ဘုရင်တွေသာသုံးနိုင်တဲ့ပစ္စည်းတွေကိုသုံးပြုပြီးတော့အလှပွဲကြီးကိုကျင်းပလိုက်တာပြည်သူတွေဟာရှုံးပေးသွားတယ်ဒါလည်းစီစဉ်တာဘယ်သူတော့ဆိုရင်မဏိကမိဖုရားအဲ့ဒါလို့လိမ္မာပတ်တဲ့မိဖုရားကြီးဟာအမားတစ်ခုသူကျွလွင့်မှုပြီးတော့ဘုရင်ကြီးကိုလှည့်စားခဲ့တယ်အဲ့ဒါအတွက်သူကယူကြုံမရစိတ်မကောင်းဖြစ်ပြီးတည်သွားတဲ့အခါကျတော့အဲ့ဒါကြီးကစိတ်ကိုလွှမ်းမိုးနေတယ်အဲ့ဒီနှလုံးမသားရမှုလို့ဆိုတဲ့သူကသူအရှက်ရတဲ့အလုပ်ကိစ္စကြီးတစ်ခုကိုသူလုံးမိတာအကြောင်းမို့လို့
နောင်တကြီးစွာရပြီးအဲ့ဒီစိတ်နဲ့ပဲသိဆုံးသွားတဲ့အခါမှာစိတ်နှလုံးကဒီမရှင်လန်းမနဲ့သိသွားတဲ့အခါမှာအဝိဇ္ဇငရဲကျသွားတယ်သို့တော့သူလုပ်တဲ့အကုသိုလ်ဟာပရိသေကျိုးပေးဖို့အခွင့်သားသွားပြီမယ်လို့သူ့ရဲ့အရှိန်ဝါကသိပြီးတော့မကြည့်ဘူးကောင်းတာတွေလှုပ်ထားတဲ့အရှိန်ဝါတွေကအများကြီးဒါကြောင့်မို့ကုသိုလ်ကံတွေကနောက်ကျသွားသည့်အတွက်ကြောင့်အဲ့ဒီအကုသိုလ်ရဲ့လွှမ်းမိုးမှုကြောင့်သူဝိဇ္ဇငရဲကျသွားတယ်သို့တော့လူအသက်လူအရေးအတွက်နဲ့တွက်လိုက်ရင်တစ်ပတ်ဖယ်ကြတယ်တစ်ပတ်လေးပြည့်ရောကံဆိုတာအရှိန်ကုန်သွားရင်သူ့လုပ်ငန်းပြီးသွားတာပဲလေသူအရှိန်ကုန်သွားတာနဲ့တပြိုင်နက်ကုသိုလ်ကံတွေကအခွင့်ရလာပြီအခွင့်ရလာပြီးဆွတ်တင်သွားတယ်တာဝရိတနတ်ပြည်ရောက်သွားတယ်သူဆိုနော်အဲ့တော့ဘဝတစ်ခုအခုလို့စုံကြီးဆန်းကြီးဖြစ်နေတာအစဉ်ပြေတာရှိသလိုအစဉ်မပြေတာတွေလည်းရှိတယ်ဘဝမှာဘယ်သူမှသာဝရအစဉ်ပြေနေတာလို့မရှိဘူးမြတ်စွာဘုရားတောင်မှအစဉ်မပြေတဲ့အခါရှိစွမ်းမစားရတဲ့အခါရှိတယ်မကောင်းတဲ့အစားအစာတွေနဲ့မြတ်တာနေရတဲ့အခါမျိုးရှိတယ်လူတို့ရဲ့ကြီးညိုလေးစားမှုကြိုးဆိုမှုကိုခံရတဲ့အခါရှိသလိုကြုံတဲ့လူတွေရဲ့ဆဲရေးတိုင်းထွာမှုချင်းချောက်ခံရမှုဆိုတာတွေလည်းပဲကြုံရတာမြတ်စွာဘုရားကိုယ်တိုင်ကိုပဲအစင်မပြေမှုတွေနဲ့ဘဝမှာကြုံတွေ့ရအဲ့ဒီအစင်မပြေမှုတွေဟာဘဝကပေးတဲ့ဖန်တီးတဲ့ဒုက္ခတွေသာဖြစ်လို့ဘာနဲ့ဖြတ်ကျော်တော့ဆိုတိခဏချင်းခွင့်လွှတ်ခြင်းနဲ့ပဲဖြတ်ကျော်တခါတော့မြတ်စွာဘုရားမိန့်ကြားခဲ့တဲ့စကားလေးဟာဘုန်းကြီးတို့တွေမှတ်သားပြီးတော့လိုက်နာစရာကောင်းတယ်အဟနာကောဝသင်္ကမေသဗ္ဗတောပဋိတံတရအတိဝါကျံတိတိခိတံဒုတ်တိလောဟိဘောဇနောဆိုတဲ့စကားငါဟာစစ်ပွဲဝင်တဲ့စစ်မျက်နှာရှေ့တန်းမှာဒီရှေ့တန်းကထွက်ပြီးတော့တိုက်ရတဲ့ဆင်မြောင်ကြီးလိုပဲစစ်ပွဲမှာရှေ့တန်းကနေပြီးတော့ထွက်ရတဲ့ဆင်မြောင်ကြီးလိုပဲသဗ္ဗတောပဋိတံတရဟောဒီကနေပြစ်လိုက်တဲ့မြားတံတွေလှန်နေမြားတွေအဝေးကပြစ်လိုက်တဲ့အရာတွေဟာဆင်ရဲ့ကိုယ်ပေါ်မှာလာကြတာတွေအများကြီးပဲနော်ဆင်ရဲ့ခန္ဓာကိုယ်ပေါ်မှာလာဆိုင်တယ်အဟနာကောဝသင်္ကမေသဗ္ဗတောပဋိတံတရံအဲ့ဒီလိုခန္ဓာကိုယ်ပေါ်ရောက်ရှိလာတဲ့စုဝင်လာတဲ့လေးတံမြားတံအဲ့ဓာတွေကိုသိခံတယ်အောင်ဤသိခံပြီးလောက်ရမယ်အလုပ်ကိုဆက်လုပ်တယ်နောက်မဆုတ်ဘူးအတိဝါကျံတိတိခိတံလူတွေရဲ့စော်ကားမော်ကားပြောဆိုတဲ့စကားတွေကိုငါသိခံတယ်သိခံမယ်ဘာကြောင့်လို့ဆိုရင်ဒုတ်တိလောဟိဝဟုတ်စနောလောကလူအများစုကကိုချင်းတရားမကောင်းကြဘူးကိုချင်းတရားမကောင်းတဲ့လူတွေခြားတယ်မှာသိခံခြင်းမှတပါးတခြားလုပ်ဆရာမရှိဘူးအောင်ဤသိခံတယ်စစ်တိုက်နေတယ်ဆိုတာဟာပန်းမွဲ့နဲ့ပေါက်ခံရတာမဟုတ်ဘူးလက်နဲ့ထုခံရမှာဖြစ်တယ်အဲ့ဒီလိုရှေးခေတ်ကလေးများနဲ့ပြစ်တယ်လှန်တိုလှန်ရှည်တွေနဲ့လှန်ပြစ်တယ်ကိုယ်စီကြားရောက်လာတဲ့ဟာတွေကိုဆင်မြောင်ကြီးကကြံ့ကြံ့ခံပြီးတော့အတင်းရှေ့ကိုတိုးဝှေ့ပြီးတော့အောင်ပွဲရအောင်တိုက်သွားတာမြန်မာသမိုင်းမှာကြည့်မယ်ဆိုရင်ဒါထင်ရှားတယ်နော်မင်းရဲ့ကြော်စွာတို့ဆိုရင်ဆင်ကိုအရက်တိုက်ပြီးချွန်းနဲ့ဖွင့်ပြီးတော့အတင်းရန်သူစစ်တပ်တဲ့ကိုအတင်းတိုးဝင်တာစစ်ကြုံသွားတယ်နောက်ကလိုက်တဲ့လူတွေကမမိတာစစ်ကြုံသွားတယ်စစ်ကြုံသွားတဲ့အခါမှာစစ်ဦးကိုတော့သူကတွန့်တော့လုံးနိုင်တယ်ဒါပေမဲ့လို့သူတူဦးတဲ့ဆိုတဲ့အခါရန်သူတွေကဝိုင်းနေသည်စစ်ကြုံလာတဲ့အခါမှာသူပေါင်ကိုထိသွားတယ်တန်ရာတစ်ခုရသွားတယ်ရသွားတော့ဆင်ကနေဆင်းပြီးတော့တောထဲမှာပုံတာပေါ့အပုံးကလည်းဘလောက်ကောင်းလို့ဆိုရင်ရှာလုံးတွေ့ဦးတဲ့တောထဲနင်းပြီးတော့ရှာတယ်ဒါမှအပုံးကောင်းအဲ့ဒါကိုကျိုးနဲ့ပတ်ပြီးရှာတဲ့အခါမှာသူတွေ့တယ်အသက်ကလည်းငယ်ငယ်လေးရှိသေးတယ်18နှစ်သားမင်းရဲ့ကြော်စွာဆိုတာဘကိုးဟန္တာဝတိတိုက်ပွဲမှာသူဟာအရှင်ဖန်ခံလိုက်ရ
ရှင်ဖန်ခံလိုက်ရပြီမဲ့လို့စိတ်ဓာတ်ကအမတမပြင်းထန်တယ်ပေါ့နော်နောက်ဆုံးတော့တည်တံပိတ်ခံလိုက်ရတာပေါ့သူကမချသည့်အတွက်ကြောင့်တည်တံပိတ်ခံအကယ်၍သူမှန်ချလိုက်မယ်ဆိုရင်သူကအသက်ခံမှာမဟုတ်ဘူးသို့တော့မင်းသားတွေဆိုတာမမနာအလွန်ကြီးတယ်သူစီမှာအညံ့ခံရမှာတဲ့သေတာကောင်းတယ်ဆိုပြီးအသေးခံတာအဲ့လိုမြတ်စွာဘုရားကလည်းအခုလောကလူတွေဟာပြောကြရင်ပြောဆိုကြရင်ဆိုသူတို့စိတ်ထဲအရာတွေလောက်ကြတာဖြစ်သိခံခြင်းမှတပါအခြားမရှိဘူးလို့အတိဝါကျန်တိတိတ်ခိတ်တံဒုတ်တိနောဟိဘောဇနောစပြောင်ကြီးလိုပဲငါသိခံတယ်ဘာပဲပြောပြောသူတို့ပြောတဲ့နောက်မှာစိတ်ကလိုက်ပြီးတော့မရင်ရိုက်ဘူးလို့ဆိုလို့သိခံတယ်ဆိုတာဟာခေါင်းထဲမှာမှတ်မထားတာမှတ်မထားဘူးကိုလုံးရမယ့်အလုပ်ပဲလုပ်တယ်လောကလူတွေကကိုယ်အပြစ်ပြောခံလိုက်ရလို့ရှိရင်စိတ်ဓာတ်ကတစ်မျိုးပြောင်းသွားတယ်ချီးမွမ်းလိုက်ရင်စိတ်ကတစ်မျိုးကဲ့ရဲ့လိုက်ရင်စိတ်ကတစ်မျိုးဖြစ်သွားတယ်မြတ်စွာဘုရားကတော့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတာကိုအလင်းခေါင်းထဲမှာမထည့်ဘူးမရည်တွက်ဘူးလှုပ်တင်လှုပ်ထိုက်တဲ့လှုပ်ရမယ့်အလုပ်ကိုပဲဆက်လုပ်တယ်အဲ့ဒါသိခံခြင်းပဲသိခံခြင်းဆိုတာကိုယ်စိတ်မူလအခြေအနေကိုမပြတ်အောင်ထိန်းနိုင်တာစွန့်ရည်တတိတစ်မျိုးကိုခေါ်တယ်ခန္တီဆိုတာစွန့်ရည်တတိတစ်မျိုးပဲဘာစွန့်ရည်တတိတော့ဆိုလို့ရှိရင်မြောက်ပြောလို့လဲစိတ်တက်ကြွမသွားဘူး6ပြောလို့လဲကြောက်လန့်မသွားဘူးကဲ့ရဲ့လို့လဲစိတ်မဆဲဘူးချီးမွမ်းလို့လဲဝမ်းမသာဘူးစိတ်ဓာတ်တည်ငြိမ်ပြီးကိုလုံးမဲ့အလုပ်ကိုလုပ်သွားတာစိတ်ရဲ့အပြောင်းလဲကိုမရှိအောင်ထိန်းနိုင်တာခန္တီလို့ခေါ်တယ်စိတ်ပြောင်းလဲမသွားတဲ့သဘောဆိုလို့ရသော်ဗျာကအတိဝါကျန်တိတိတ်ခိတ်တံစော်ကားတဲ့စကားတွေကိုအသိခံတယ်ငါစိတ်ထဲမှာဘာမှမဖြစ်ဘူးငါလှုပ်တဲ့နာလှုပ်မယ်ဒီသဘောပဲအဲ့လိုဘဝမှာအစင်မပြေမှုဆိုတာတွေကိုသိခံခြင်းနဲ့ကြော်ဖြတ်ခဲ့တယ်လူတွေဆိုတာဟာဘဝဘေးဆိုတာဘဝဆိုတာအခြေအနေမျိုးမျိုးရှိတယ်ဒီပတ်ဝန်းကျင်ကောင်းတဲ့ကြုံတွေ့တဲ့ဘဝလည်းရှိတယ်ပတ်ဝန်းကျင်မကောင်းတဲ့ဘဝနဲ့လည်းမျိုးစုံကြုံရတယ်ဥပမာမဲ့ဘုန်းကြီးတို့ကိုယ့်ဘဝကိုကိုကြည့်မယ်ဆိုရင်တောရွာတရွာကိုမွေးတယ်ဟုတ်ပြီတောရွာမှာမွေးတယ်အဲ့ဒီတောရွာမှာလူဖြစ်မလို့ကျမ်းကရှိသေးတယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါကျကမ္ဘာစစ်ဖြစ်ပြီဆိုရင်အုတ်ချုပ်ရေးရန်တွေကပျက်စီးလာတော့မကောင်းတဲ့လူတွေကတောမီးလောင်တောချောင်လက်ကမောင်းခတ်တယ်ဆိုတာတောချောင်လူဟာတွေကအများကြီးပဲဒုက္ခပေးဖို့လူတွေဟာလူချင်းဒုက္ခပေးဖို့လူတွေကအများကြီးဖြစ်လာအဲ့တော့အိတ်ကောင်းခြင်းမအေးရဘူးငယ်ငယ်တွေကပုံအေးရတယ်နော်ကိုယ်အိမ်မောကိုအေးရတာမဟုတ်ဘူးရမယံခါနွားထားတဲ့ပဲမောစင်ပေါ်ပုံအေးရတယ်ကောက်ရိုးထားတဲ့အပေါ်မှာပုံအေးရတယ်လေကားနဲ့ထောင်တက်ပြီးတော့အဲ့ဒီပေါ်မှာပုံအေးရတယ်အဲ့တော့ကိုတယောက်တည်းတော့မဟုတ်ဘူးပေါ့မိဘတွေနဲ့ပေါ့ချောင်းဆိုးခြင်းလို့လည်းမဆိုရဘူးတန်တိတ်ပြီးတော့လူကိုဖြောက်ပြီးတော့နေကြတယ်မထင်မှတ်တဲ့နေရာတွေမှာအဲ့ရခါမျိုးတွေရှိနောက်တစ်ခါကောင်းကင်ယံကလေရင်နေဘုံကျဲတယ်အဝေးကနေလှမ်းပစ်တဲ့အမြောက်ကြီးတွေပါလေလက်ကြလာတတိုင်းတိုင်းအဲ့ဒီထဲမှာမီးလောင်လို့ပါသွားတာတွေလည်းရှိတယ်မြို့ထဲရွာထဲမှာမနေရတဲ့အခါတောထဲထွက်ပြီးတော့လုံုံမဲ့ထင်တဲ့နေရာပုံရရတယ်တောထဲမှာမွေးမကြောက်ဖားမကြောက်အဲ့ဒီမှာတောထဲမှာပုံအိပ်ရတဲ့အခါမျိုးတွေလည်းရှိခဲ့တယ်အဲ့ဒါတွေကိုကံလို့ဆိုပြီးတော့ပြောလို့လည်းမရဘူးဘဝတစ်ခုရလာပြီဆိုရင်အဆင်ပြေတဲ့အခါရှိတယ်အဆင်မပြေတဲ့အခါရှိတယ်လို့ကိုဖြစ်တဲ့အချိန်ကာလဝိပတ္တိလို့ဆိုရင်ကုသကံရှိအောင်တော့အကျိုးမပေးနိုင်ဘူးနော်ဒါကြောင့်ဩဃတဆိုတဲ့ထဲမှာဝိပတ္တိတရား၄ပါးလို့ဆုတောင်းကြတယ်သမ္ပတ္တိနဲ့ပြည့်စုံပြီးဝိပတ္တိတရား၄ပါးဝိပတ္တိတရား၄ပါးဆိုတာပျက်စီးမှုအခြေအနေမကောင်းတဲ့အခြေအနေ၄ရပ်ကိုဆိုတယ်ကာလဝိပတ္တိခေတ်မကောင်းတာ
ကြီးပွားတိုးတက်ဖို့ခင်မကောင်းဘူးစစ်ပြေးဒုက္ခဖြစ်နေရတယ်တခြားသဘာဝဘေးရန်တွေခံနေရတယ်အဲ့လိုအချိန်အခါမျိုးတွေဒုတိယကမ္ဘာစစ်ဖြစ်တယ်ဆိုရင်ဒုတိယကမ္ဘာစစ်စစ်မီအတောက်ခံရတဲ့နေရာတွေဆိုလို့ရှိရင်ဘုံကျဲလို့ကိုနေရကိုမနေနိုင်ဘူးဘုံကျဲတဲ့ထဲသေးတယ်လူသေးထွက်ပြေးတယ်လူပြေးအဲ့ဒါလို့ကစင်ကလျာဖြစ်နေတဲ့အချိန်ဟာကာလဝိပတ္တိလို့ခေါ်ကာလဝိပတ္တိအချိန်မှာကုသကံမကဲနိုင်ဘူးကုသကံရှိလဲအကျိုးမပေးဘူးကာလဝိပတ္တိဖြစ်အဲ့ဒီအချိန်မှာအကုသိုလ်တွေကတောမေးလောင်တော့တောကြောင်လက်ကမောင်းခတ်ဆိုတယ်အကုသိုလ်တွေကအကျိုးပေးလာတယ်အကျိုးမကောင်းတာတွေနဲ့ကြီးပဲတွေ့ရချို့ကအဲ့လိုအချိန်ခေတ်ဆိုးကာလဆိုကြီးမှာအသက်ခံရတဲ့လူတွေရှိတယ်ဘဝဆုံးရှုံးသွားတဲ့လူတွေရှိတယ်အများကြီးပဲနော်ကာလဝိပတ္တိလို့ခေါ်တယ်နောက်တစ်ခုကတော့ဥပတိဝိပတ္တိရုပ်ဆင်းပြည့်ယွင်းနေတယ်ရစီကန်းနေတယ်တော်မုံခြေတော့ကျိုးနေတယ်ဘဝမှာမပြည့်မစုံတစ်ခုဖြစ်လာတယ်ဆိုရင်ဥပတိဝိပတ္တိသူဟာဘယင်းသားဖြစ်ပေမဲ့လို့မျက်စိတစ်ဖက်ကန်းနေရင်မင်းမဖြစ်တော့ဒီလိုဆိုလိုတာပေါ့နော်လက်ကျိုးခြေကျိုးဖြစ်နေလေသူ့ကိုဘယ်သူမှမင်းမမြောက်တော့ဘူးအဲ့ဒါဥပတိဝိပတ္တိဘယင်းသားဖြစ်နေပေမဲ့လို့ကံတရားကဘယင်းဖြစ်အောင်လုပ်မပေးနိုင်တော့ကုသကံလုပ်မပေးနိုင်တော့ဘူးဥပတိဝိပတ္တိရုပ်ဆင်းအင်္ဂါရဲ့ချိုးယွင်းပျက်စီးမှုအဲ့လိုဆိုတယ်ဂတိဝိပတ္တိဆိုတာကြတော့မကောင်းတဲ့ဂတိကိုရောက်ဥပမာလောကမှာဖျားပွင့်နေတယ်ဖျားပွင့်နေတဲ့အချိန်မှာလူတယောက်ဟာဖျားနဲ့ဝေးတရားတဲ့ဝေးတဲ့နေရာမှာရောက်နေတယ်အတိညာဘယ်လိုပဲရှိတရားသာမကြားရလို့သောတာပန်မဖြစ်နိုင်တဲ့လူတွေအများကြီးဖြစ်သွားတရားဓုမရတဲ့ပုဂ္ဂိုလ်တွေဖြစ်သွားဂတိဝိပတ္တိလို့ဆိုရဲတရိစ္ဆာန်ဘဝပြိတ္တာဘဝအတူတကယ်နားမရှိတဲ့နားကြားဖို့ရုပ်မရှိတဲ့အရုပပြမဘုံတို့ရောက်နေတယ်ဆိုရင်ဘုရားပွင့်ပြီးတရားဟောနေတာသူ့အတွက်တော့ဘာမှအချိုးခံစားမှုမရအဲ့ဒါမျိုးကိုဂတိဝိပတ္တိလို့ခေါ်တယ်။ဩဃတထဲမှာပါတယ်ရပ်ဖြစ်၈ပါးဆိုဂတိဝိပတ္တိဖြစ်ရပ်ဖြစ်၈ပါးအရိုက်ဖြစ်နေရဖြစ်တဲ့အခြေအနေတစ်ခုဟာအခွင့်အရေးမသာတဲ့တရားဓုမရနိုင်တဲ့အသိဉာဏ်မဖြစ်နိုင်တဲ့ဘဝမျိုးတွေလို့ဆိုလို့တယ်နောက်တစ်ခုကတော့ပယောဂဝိပတ္တိလို့ခေါ်တယ်ပယောဂဆိုတာလုံလဝိရိယကိုပြောတာလုံလဝိရိယလှုပ်တင်ရတဲ့မလှုပ်ဘူးဆိုပါတော့မိဘကလည်းပစ္စည်းတတ်နိုင်တယ်ကြောင်းကောင်းကောင်းလည်းထားတယ်စာကြိုးစားရကြိုးစားပြီးတော့မတင်ဘူးကြောင်းကြီးပဲလစ်နေတယ်ဆိုရလို့ပွဲလည်းမရဘူးစာလည်းမတတ်ဘူးနော်ပယောဂဝိပတ္တိလှုပ်တင်လှုပ်ထိုက်တာတွေမလှုပ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့လုံလဝိရိယချုံငဲ့သွားလို့ရှိရင်လည်းအောင်မြင်ကြီးပွားမှုတွေချုံငဲ့သွားတယ်အဲ့ဒါကိုဝိပတ္တိ၄ပါးလို့ဝိပတ္တိတရား၄ပါးမှာလွတ်ခဲ့ရပါလို့ဤလို့ဆုတောင်းနေတာကိုယ်တိုင်လုပ်ရမယ့်အလုပ်ကိုလုပ်ဖို့လိုတယ်ပေါ့ဒါတွေဟာကုသကံအကျိုးမပေးနိုင်မနဲ့အကုသကံကသာအကျိုးပေးသွားနိုင်တဲ့အနေအထားမျိုးတွေအဲ့တော့ဂတိဝိပတ္တိဆိုတဲ့မကောင်းတဲ့ဂတိမရောက်ဖို့ဥပရိဝိပတ္တိဆိုတဲ့ကိုယ်ကာယရုပ်ဆင်းအင်္ဂါချိုးရမှုကာလဝိပတ္တိဆိုတဲ့အချိန်စိုးနဲ့မကြုံရမှုအဲ့ဒါတွေကတော့ဆူတောင်းတယ်ဆိုတာတဘာဝကြသေးတယ်ပယောဂဝိပတ္တိဆိုတာတော့ကိုလုံးရမယ့်ဟာလောက်ကိုလုံးရမှာသူကဆူတောင်းနေရမယ့်ဟာတော့မဟုတ်ဘူးဘဝတစ်ခုရလာရင်ကြိုးစားအထောက်မှာလို့ဆိုလို့ဝိပတ္တိရှိတယ်လို့တမ္ပတ္တိကလည်းအဲ့ဒါနဲ့ပြောင်းပြန်ကြည့်ရမှာဝိပတ္တိဆိုတဲ့စကားလုံးကိုတမ္ပတ္တိဆိုတဲ့စကားလုံးနဲ့လဲလိုက်ရုံပဲကာလတမ္ပတ္တိအချိန်ကောင်းအခါကောင်းဂတိတမ္ပတ္တိဘဝကောင်းဥရိတမ္ပတ္တိရုပ်ဆင်းအင်္ဂါလှပ်ပါတယ်နော်ရုပ်ဆင်းအင်္ဂါလှပ်ပါလို့ရှိရင်သူကကောင်းစားနိုင်တယ်ပေါ့ပယောဂတမ္ပတ္တိကြိုးစားအထောက်မှုတွေနဲ့ပြည့်စုံတယ်ကောင်းစားနိုင်တမ္ပတ္တိတရား၄ပါးနဲ့ပြည့်စုံလို့ရှိရင်ကုသိုလ်ကအကျိုးပေးတယ်တမ္ပတ္တိ၄ပါးနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်သူကအကုသိုလ်ကိုတားထားနိုင်တယ်လို့သူတို့ဆိုလို့တယ်အဲ့တော့လောကမှာဘဝမှာအစဉ်ပြေမှုမပြေမှုဆိုတဲ့နေရာမှာကံဟုမူလတန်ဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှက်မဏိဆရာတော်ကြီးကမကားတွေဘာမှရေးထားတာကံလို့ဟောတာဟာတဲ့အကြောင်းရင်းတစ်ခုအနေနဲ့ပြောတာပါတဲ့ဥစ္စာဘောကပညာရဖို့အတွက်ကြတော့လုံလဝိရိယနဲ့သက်ဆိုင်တယ်သိပညာနဲ့သက်ဆိုင်တယ်
လူတယောက်ကြီးပွားဖို့ကြတော့ကံနဲ့ကြီးပဲမဆိုင်ဘူးတဲ့ပညာနဲ့လုံလဝိရိယနဲ့ကြိုးစားအထောက်ဒါကြောင့်မို့ပညာသင်ကြရတယ်တတ်ထားတဲ့ပညာနဲ့ကြိုးစားအထောက်ကြအဲ့ဒါလို့လုပ်လို့ရှိရင်ဘဝမှာကြီးပွားတိုးတက်တယ်ဆိုတာဒါမှန်ကန်သို့တော့ဘဝမှာခုနလိုအခြေအနေရဘဝရဲ့အခြေအနေတွေကအမျိုးစုံပဲခေကောင်းတာရှိတယ်ခေမကောင်းတာရှိတယ်အနေထားကောင်းတာရှိတယ်အနေထားမကောင်းတာရှိတယ်ရုပ်အစဉ်ပြည့်ရွံ့တာရှိတယ်ရုပ်အစဉ်ပြည့်စုံတာရှိတယ်လုံလဝိရိယနဲ့ပြည့်စုံတာရှိတယ်လုံလဝိရိယချိုးရတာရှိတယ်ဆိုတဲ့တမ္ပတိဝိပတိဆိုတဲ့အခြေအနေတွေဟာဘဝမှာဖန်တီးနေတဲ့အရာမျိုးတွေဖြစ်လာတယ်တခြားဘာသာတွေတချို့ဘာသာတွေကြတော့ဘာပဲဖြစ်ဖြစ်ဘုရားသခင်ရဲ့အလိုတော်ချဆိုတဲ့အောက်မှာဝင်ပြီးတော့ရက်လိုက်ကြတာချင်းနေကောင်းလဲဘုရားသခင်အလိုတော်ချချင်းနေမကောင်းလဲဘုရားသခင်ရဲ့အလိုတော်ချအသက်ရှင်လဲဘုရားသခင်အလိုတော်ရှိတယ်တည်သွားရင်လဲဘုရားသခင်အလိုတော်ရှိတယ်အဲ့ဒီတစ်ခုတည်းနဲ့ပဲဖြည့်ရှင်းတယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမမှာတော့အဲ့ဒါကိုအကြောင်းတစ်ခုအနေနဲ့ထည့်ပြီးမဖြည့်ရှင်းဘူးကံနဲ့တမ္ပတိဝိပတိဆိုတဲ့အခြေအနေတွေနဲ့သာဖြည့်ရှင်းတာဖြစ်တယ်ပေါ့လူတွေနဲ့သက်ဆိုင်ပြီးလူတွေလှုပ်လို့ရတယ်လို့သူတို့ဆိုလို့တယ်ကျင့်တတ်เสียကောင်းတာဘာလို့ဆိုရင်ကိုယ့်ကိုတယောက်ယောက်ကလာပြီးတော့ဖန်တီးပြကိုခန်းနေရတယ်ဆိုတဲ့ဘဝဟာကျင့်တတ်เสียတော့မကောင်းကိုအားကိုပြီးကိုကြိုက်တဲ့ပုံစံကိုလှုပ်လို့ရတယ်ဆိုတာကျင့်တတ်တယ်ခဏခေတ်မှာဘာသာတရားတွေကိုစွန့်ပယ်ပြီး free thinker ဆိုပြီးတော့လုပ်နေကြတာရှင့်လေကိုဘွားကိုဖန်တီးတာပဲတခါကလေးလူငယ်လူရွယ်တွေနဲ့တွေ့တဲ့အခါသူပြောတယ်သူတို့ free thinker အေးဟုတ်တယ် free thinker ဆိုတာပဲဒါဟာဘုရားဘာသာဟာလည်း free thinker ပဲကွာဘာလဲမှဆက်ဆက်တွေ့တာမဟုတ်ဘူးကိုလို့ရင်ကိုရတယ်ကိုမလို့ရင်မရဘူးကိုနဲ့ပဲပတ်သက်တယ်တခြားအဟံဓာတ်တွေနဲ့ဆက်ဆက်ပြီးတွေးတာမရှိဘူးမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာဟာလည်းပဲလှုပ်တဲ့လှုပ်ထိုက်တာနဲ့မလှုပ်တဲ့မလှုပ်ထိုက်တာဒီနှစ်ခုပဲပြောတာကျန်တာကိုလုံးအမှားတွေရှိပဲကောအဲ့တော့ free thinker ဆိုတာတကယ်ပြောလိုက်မယ်ဆိုလို့ရှိရင်ဘုရားဘာသာတွေဟာ free thinker တွေပဲဘာကြောင့်လဲဆိုရင် God ဆိုတဲ့ creator ကြီးနဲ့ဆက်ဆက်ပြီးတော့ဘဝကိုတွေးတောတာမဟုတ်ဘူးကိုယ်အတိကိုယ်လုံလဝိရိယနဲ့လက်တွေ့အခြေအနေတစ်ခုနဲ့ဆက်ဆက်ပြီးတော့ကိုယ်ဘဝကိုဖန်တီးတာဖြစ်တယ်ဘုရားရဲ့အဆုံးအမကိုယူထားပြီးတော့ကိုယ့်ဘဝကိုဖန်တီးကြတာဖြစ်လို့ free thinker လို့သူတို့ပြောနော် free thinker တကယ်ကိုလွတ်လပ်တဲ့အတွေးခေါ်တွေနဲ့တွေးခေါ်တယ်တချို့ကတော့ free ဆိုတာကိုတမျိုးအထိပ္ပယ်ယူကောင်းယူလိုက်မယ်ကိုလှုပ်ချင်အောင်လှုပ်တယ်ပြောချင်အောင်ပြောတယ်ဆိုတာ free လို့ထင်တယ်လှုပ်ချင်အောင်လှုပ်တယ်ပြောချင်အောင်ပြောတယ်ဆိုတာဟာတော့အနည်းရရှိတယ်လှုပ်တဲ့နာလှုပ်မှပြောတဲ့နာပြောမှလှုပ်တဲ့နဲ့မလှုပ်တဲ့မှုဆိုတာကိုယ့်ဘက်ကိုတွေးတော့ဆင်ခြင်ရမှာဖြစ်တယ်ကိုယ့်ဘက်ကိုသိရမှာဖြစ်တယ်အဲ့ဒါထိအောင်မသိဘူး free ဆိုတာတော့အယူပဲပေါ့ကောင်းတာအဆိုးတာကိုမသိတော့ဘူးတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမသိတော့ဘူးဆိုရင်တော့ဒီတူကတော့ crazy ပဲเนาะအယူဘွားရောက်သွားရင်ဒီတိုင်းပဲဖြစ်တာပဲလေယူသွားပြီဆိုရင်တော့လှုပ်တဲ့နာလည်းမသိဘူးမလှုပ်တဲ့နာလည်းမသိဘူးသူလှုပ်ချင်တာပဲလှုပ်ပြောချင်တာပဲပြောမယ်အဲ့ဒါကြတော့စိတ်လွတ်သွားတယ် free မျိုးဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဖန်ဆင်းရှင်ဆိုတာတွေရဲ့တခြားပြောဆိုမှုတွေအကန့်အသတ်တွေအနှောင်ဖွဲ့တွေကိုဖယ်ရှားပြီးတော့ကိုယ့်ရဲ့ဘဝမှာကိုကြီးပွားဖို့ရအတွက်လွတ်လပ်စွာတွေးခေါ်ပြုလုပ်ဆောင်ရွက်တဲ့ဆိုရင်တော့မှန်ကန်တဲ့တွေးခေါ်မှုလမ်းကြောင်းနဲ့သွားတယ်ဆိုရင်တော့ဒါဗုဒ္ဓဘာသာရဲ့တွေးခေါ်ပဲလားအဲ့တော့ဒီကနေ့ဒီဘဝအခြေအနေဤအစင်မပြေမှုများဆိုတာလေးကိုမြတ်စွာဘုရားရဲ့ဒေသနာတော်မှာကြည့်မြတ်စွာဘုရားဟောထားတယ်လောကလူတွေဟာကိုကအကောင်းလုပ်တယ်သို့တော့မကောင်းတာတွေနဲ့တွေ့ချင်းတွေ့နေကိုကမကောင်းတာတွေလုပ်တယ်သို့တော့ကောင်းတာတွေနဲ့တွေ့ချင်းတွေ့နေခဏခေတ်မှလည်းပဲလူတွေရဲ့အမြင်မှာဒီလူကတော့ကောင်းတယ်ဒါပေမဲ့ तू မကောင်းတာတွေဖြစ်ချင်းဖြစ်ဟာဒီလူကတော့ဆိုးတယ်ဒါပေမဲ့ तू ကကောင်းစားခြင်းကောင်းစားတယ်
အဲ့လိုအခြေအနေမျိုးတွေဟာဘဝအခြေအနေတစ်ခုရဲ့အစင်မပြေမှုများတွေပဲဖြစ်တယ်ပေါ့အဲ့ဒီအစင်မပြေမှုတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘယ်လိုရှင်းပြလဲဒါလေးကိုမှတ်သားဖို့တော့လုပ်တယ်မြတ်စွာဘုရားရှင်းပြဖို့ပါပောပိပတ္တိပါပံပါပောပိပတ္တိဗတ္ထရံအေးမကောင်းတဲ့လူကလည်းတစ်ခါတစ်ခါအကောင်းတွေ့နေတတ်တယ်ပါပောပိလူယုံမှာပင်ဖြစ်ပါစေပတ္တိဗတ္ထရံအကောင်းနဲ့ကြုံတွေ့ရတယ်ဘယ်အခါမျိုးလို့ဆိုရင်ယာဝပါပနပစ္စတိသူ့ရဲ့ဆိုးဝါးတဲ့လောက်ရတွေအကျိုးမပေးသေးဘူးဆိုရင်တဲ့အရာခတ်သိမ်းဟာသူကဘယ်ရာပဲဖြစ်ဖြစ်အခုလို့ခုဖြစ်တာမဟုတ်ဘူးငရုတ်သီးတာအခုစားအခုဆက်တယ်ကံကြတော့အခုရေတွင်တူးရင်အခုရေကြီးတောက်ရမှာမဟုတ်ဘူးနော်တစ်ပင်ကအခုဆိုင်အခုသီးမှာမဟုတ်ဘူးကံဆိုတာလည်းပဲအဲ့တိုင်းပဲငရုတ်သီးလို့အခုလို့အခုဆက်မဲ့ဆိုရင်ဘယ်သူမှမလုပ်ရပါဘူးနော်ငရုတ်သီးကတော့အခုစားအခုဆက်မှာသိချတယ်စက်တဲ့ငရုတ်သီးပေါ့အဲ့ဒီမှာယာဝပပနပစ္စတိအစိုးတရားတွေကအကျိုးကိုမထုတ်လို့သေးဘူးဆိုလို့ရှိရင်နဲ့ပါပောပိဆိုးရုပ်တဲ့ပုဂ္ဂိုလ်ပင်ဖြစ်ပါစေပတ္တိဗတ္ထရံအကောင်းနဲ့ကြုံတွေ့နေရတတ်တယ်ဒါလောကသဘာဝရဲ့အစင်မပြေမှုမကောင်းတဲ့လူကလည်းအကောင်းတွေကိုတွေ့နေဘာကြောင့်မကောင်းတဲ့လူဟာအကောင်းနဲ့တွေ့တော့ဆိုသူ့ရဲ့လုပ်ရက်တွေကအကျိုးမပေါ်သေးဘူးယဉ်ဤမြုံနှံထားတော့မှရှိသေးတယ်ဒီလိုဆိုလို့ရပေါ့နော်မထွက်လာသေးဘူးအခုလုပ်တဲ့လုပ်ရက်တွေကမထွက်လာသေးဘူးတစ်ချိန်လုံးကလှုပ်ထားတဲ့အကောင်းတွေရဲ့အကျိုးကိုသူခံစားနေရတယ်လို့ဒီလိုဆိုလို့တယ်ပေါ့နော်တစ်ချိန်လုံးကလှုပ်ခဲ့တဲ့အကောင်းတရားတွေအတွက်သူခံစားနေရတယ်သို့တော့အခုလုပ်ရက်အတွက်သူကအကျိုးမရောက်သေးဘူးအကျိုးမပေါ်သေးဘူးဒါကြောင့်ကောင်းစားနေတယ်ဒီလိုဆိုလို့ယဒါစပစ္စတိပပံအေးသူလှုပ်တဲ့မကောင်းမှုတွေဟာအကျိုးပေးပြီဆိုရင်တော့အထပါပောပါပါလိပတ္တိအဲ့ကြရင်တော့ဆိုးတွေ့ပြီအကျိုးတက်ရောက်လာပြီဆိုတွေ့ပြီဥပမာမဲ့ချိုအေးနေတဲ့အရက်ထဲမှာစိတ်လေးခတ်ထားတယ်သို့တော့စိတ်ခတ်ထားမှမသိလို့အရက်ချိုလေးကိုတောက်တယ်ကောင်းတယ်တောက်လို့လည်းကောင်းတယ်ချိုးတယ်အေးတယ်မှုေးတယ်ပေါ့သို့တော့စိတ်ကတဲ့အကျိုးပေးပြီဆိုတဲ့အခါကျဒုက္ခဖြစ်လာအစိတ်ကမသိသေးဘူးဆိုတဲ့အချိန်မှာကောင်းနေသေးတယ်အကုသိုလ်မှုဆိုတာလည်းအဲ့တိုင်းပါပဲတဲ့အကျိုးသက်ရောက်မှုမရှိသေးဘူးဆိုရင်တော့သူကောင်းစားနေအောင်ပါပဲအကျိုးသက်ရောက်ပြီဆိုတဲ့အခါကျမှအဆိုးတွေ့ပြီဒီလိုဆိုတယ်တို့တူပဲဘဝမှာအစင်မပြေမှုတွေအမှားတွေတော့ဆိုရင်ဗတ္တရောပိပတ္တိပပံလူတော်လူကောင်းကလည်းအဆိုးတွေ့ခြင်းတွေ့နေတယ်တဲ့လူတော်လူကောင်းဖြစ်ပေမဲ့လို့မကောင်းစားအဆိုးတွေနဲ့ကြုံရင်ကြုံနေတတ်တယ်ဘယ်ခါတော့ဆိုယာဝဗတ္ထရဏနပစ္စတိသူလုပ်တဲ့အကောင်းတွေဟာအကျိုးမပေါ်သေးဘူးဆိုရင်သူလည်းတခဏတာအတွင်းမှာတော့အဆိုးနဲ့တွေ့နေဦးမှာပဲယဒါစပစ္စတိဗတ္ထရံအေးအကောင်းတွေကအကျိုးထုတ်လုပ်ပြီးဆိုတဲ့အခါမှာတဲ့အထဗတ္တရောဗတ္ထရာနိပတ္တိကောင်းတဲ့လူဟာကောင်းကျိုးတွေကိုရတော့မှာပါကောင်းတာတွေကိုတွေ့ရတော့မှာပါလို့သူဆိုတယ်ဒါကံကြမ္မာရဲ့သဘောတရားကိုမြတ်စွာဘုရားဘဝအခြေအနေတွေရဲ့အစင်မပြေမှုတွေဟာခိုက်တန့်အပြင်ရှိတယ်ဆိုတာကိုပြောတယ်နော်ရှိတယ်လို့ပြောတယ်ဘာကြောင့်ရှိတာတော့ဆိုရင်ကောင်းတဲ့လုပ်ရကအကျိုးမပေးသေးလို့မကောင်းတဲ့လုပ်ရကအကျိုးမပေးသေးလို့အခိုက်အတန့်အတွင်းမှာကိုယ့်ရဲ့ယဉ်ဤမြုံနှံမှုတွေကအကျိုးမပေါ်သေးလို့ခိုက်တန့်လေးမှာအကြက်တဲတွေကြုံတတ်တယ်လို့ဒီလိုသဘောမျိုးဆိုလိုတာပဲဖြစ်တယ်အဲ့ဒါဒီမြတ်စွာဘုရားရဲ့တရားဒေသနာတော့ဆင်ញင်ကြည့်ကြဖို့လိုအပ်တယ်ပေါ့ဘာနဲ့ပတ်သက်ပြီးတော့ဟောရတော့ဆိုတော့ဇေရဝံကျောင်းတကာကြီးအနာရဘိန်တထေးနဲ့ပတ်သက်ပြီးဟောတယ်ဇေရဝံကျောင်းတကာကြီးကတာဝတိမြို့ကသုမနတထေးရဲ့သားပဲမိဘကကြွယ်ဝချမ်းသာတယ်ဘ
မိရိကစာပေမှာရှာတွေးမယ်ဆိုရင်သူတို့ဟာညီကိုနှစ်ယောက်လို့ပြောအောင်သူထတ္တနဲ့သူဖုတိအနာရဘိရဲ့နာမည်ကသူထတ္တသူ့ရဲ့ညီကသူဖုတိသူထတ္တနဲ့သူဖုတိဆိုပြီးတော့တထေသားနှစ်ယောက်သူထတ္တဆိုတာငယ်စဉ်ကတည်းကအလှူဒန်းဝါဒနာပါတယ်ဘုရားဘာသာမဖြစ်ခင်ကတည်းကသူစိတ်ရင်းစေတနာရင်ကိုလူတွေကိုကူညီခြင်းနဲ့ကူညီတာပေးတယ်ဒါကြောင့်သူကစီးပွားဥစ္စာကိုလည်းစ조사ရှာတယ်ဘလို့စီးပွားလုပ်တာတော့ဆိုရင်အယောင်းဝယ်လုပ်တယ်စိုက်ပျိုးရေးလုပ်တယ်နွားမွေးတယ်ဆိုရင်မွေးပြွေးရေးလုပ်တယ်နွားမွေးတယ်စိုက်ပျိုးတယ်အဲ့သူ့ရဲ့စီးပွားရေးပဲအဲ့ဒါနဲ့မိဘဘွားကလေးကသူကကြွယ်ဝချမ်းသာတယ်ကိုရောင်းကုန်ဝယ်ထွက်တယ်ရာဇဂိုဘက်ကိုသွားပြီးအယောင်းဝယ်လုပ်တယ်ရလာတဲ့အကျိုးမြတ်တွေကနေပြီးတော့တာဝတိမြို့မှာဆင်းရဲသားတွေကိုတမင်ကျွေးမွေးတယ်ဒါကြောင့်သူ့ကိုအနာထပိဏိကအနာထဆိုတာအာကိုရမဲ့တဲ့ပုဂ္ဂိုလ်တွေကိုပိဏိကဆိုတာအစားအစာကျွေးမွေးသူလို့အဓိပ္ပာယ်ရတယ်နေ့စဉ်သူကချက်ပြုတ်ပြီးတော့လာသမျှလူတွေကိုကျွေးမွေးဒီကုသိုလ်ကောင်းမှုကိုသူလုပ်တယ်ရာဇဂိုမြို့သွားရင်ကနေပြီးမြတ်စွာဘုရားနဲ့သွားဆုံပြီးသွားတယ်ရာဇဂိုတထေးနဲ့သူနဲ့ကအမတန်ရင်းနှီးတဲ့တငယ်ချင်းနောက်ပိုင်းကျတော့ရာဇဂိုတထေးရဲ့နှမနဲ့သူနဲ့အိမ်အောင်ကြတယ်ရာဇဂိုတထေးကလည်းသူ့နှမနဲ့အိမ်အောင်ကြတယ်အပြန်အလှန်သမီးရောက်ဖတ်တော်ကြတယ်သူတို့ယဉ်နီးမှုအဲ့ဒီလိုကနေပြီးတော့ရာဇဂိုတထေးအိမ်ရောက်တဲ့အခိုက်မှာဖျားပွင့်နေတယ်ဆိုတဲ့သတင်းကိုကြားရတဲ့အခါသူကိုယ်တိုင်သွားတွေ့ပြီးမြတ်စွာဘုရားကိုတရားနာလိုက်တဲ့အခါမှာသောတာပန်ဖြစ်သွားတယ်အဲ့ဒီကနေပြီးမြတ်စွာဘုရားကိုတာဝတိမြို့ကြွဖို့ပင့်လာခဲ့တာဖြစ်တယ်45ယူဇနာဝါဝေးတဲ့ရာဇဂိုမြို့ကနေပြီးတော့မြောက်ပိုင်းဖြစ်တဲ့တာဝတိမြို့ကိုမြတ်စွာဘုရားပင့်တယ်စေတဥယျာဉ်ကြီးကိုအတဗျာဒင်းကားတွေကိုအစွမ်းချင်းထိပြီးတော့ခင်းပြီးတော့စေတမင်းသားပိုင်တဲ့ဥယျာဉ်ကိုဝဲတယ်စေတမင်းသားကမယောင်းချင်လို့ဒီစေကိုပြောလိုက်တာသို့တော့စေတမင်းသားဟာတရားရုံးရောက်တဲ့အခါကျတော့မိမသစ္စာလူမဂတိဆိုတဲ့အတိုင်းဂတိတီးရတယ်သူတို့ခေတ်ကသူပြောလိုက်တာကစေတော်ဥယျာဉ်ကြီးကိုရောက်မလားလို့သွားပေးတဲ့အခါကျတော့စေတမင်းသားကပြောလိုက်တာရွှေတင်ကားတွေပြစ်ခင်းရင်တော့ရောက်မယ်ဆိုတဲ့စကားပြောလိုက်တယ်နော်ရွှေတင်ကားတွေခင်းပြီးဝယ်ရင်ရောက်မှာမဝယ်နိုင်ဘူးလို့သူကထင်ပြီးပြောလိုက်တာကိုလူကတကယ်ခင်းတော့တာရွှေတင်ကားတွေကိုအစွန်းချင်းထိပြီးတော့ခင်းလိုက်တာရွှေတင်ကား18ကလေးကုန်သွားတယ်အဲ့ဒီလိုလုပ်တော့ဟိုကမျက်လုံးပြူလာရောင်းလိုက်ရတယ်နောက်ဆုံးရောင်းလိုက်တယ်18ကလေးကုန်သွားတယ်ကျောင်းဆောက်တယ်18ကလေးကုန်တယ်ကျောင်းလွတ်ပူဇော်ပွဲကြီးကျင်းပါတယ်18ကလေးကုန်သွားတယ်အဲ့ဒီလိုဝေချေတနာမြောက်များစွာဥစ္စာတွေကိုဆွန့်လွတ်ပြီးတော့နာရဝိတထေကြီးဟာရဲရောနဲ့ဒါနကောင်းမှုတွေကိုလုပ်တယ်မြတ်စွာဘုရားစေတော်ကျောင်းမှာတရင်သုံးတဲ့အချိန်ဆိုလို့ရှိရင်တနေ့ကို3ခေါက်ကျောင်းရောက်တယ်မနေ့သွားရင်မနေ့အစားစားတွေနေ့သွားတဲ့အခါမှာအဖျော်ရမကားညနေမှဆိုရင်အဖျော်ရမကားပဏ္ဏတာစသည်ယူပြီးတော့သွားဘယ်တော့မှလက်ချချင်းနေမသွားဘူးသူ့အိမ်မှာလည်းပဲအမြဲတမ်းတန်ဃာတွေဒီမဲနဲ့ကတ်တဲ့ဆွမ်းက900ရာခုကတ်တာ900အဲ့လိုတန်ဃာပေါင်းမြောက်များစွာကိုအိမ်မှာဆွမ်းကတ်လေးရှိတယ်အဲ့လိုတရားတရားအလွန်ကောင်းပြီးတော့စီးပွားဥစ္စာရှာတယ်စီးပွားဥစ္စာလည်းရှာတယ်ရသမျှစီစဉ်ဥစ္စာတွေကိုလည်းနေ့စဉ်နဲ့အမျှဒါနကောင်းမှုတွေကိုကြိုးစားပြုတယ်သူကအလှူဒန်းအလွန်ဝါသနာပါတဲ့ပုဂ္ဂိုလ်အဲ့လိုလှူဒန်းတဲ့အခါမှာလူတွေဆိုတာလည်းပဲမကုံဘူးမဟုတ်ဘူးလေကုံတာပေါ့လှူတာဟာလှူချင်းကြောင့်လေသူကကုသိုလ်တော့ရတာပေါ့ပစ္စည်းတော့ကုန်တယ်ပေါ့သို့တော့စီးပွားရေးအဆင်မပြေတဲ့အခါဆိုရှိလားစီးပွားရေးအဆင်မပြေတာဘာဖြစ်လာတော့18ကလေးကျွေးချထားတာတွေကမရအောင်တောင်းလို့မရအောင်ကျွေးဆောင်
အကျွေးတွေပြန်မရတဲ့အခါကျသူငွေကြေးလက်ပတ်မှုကခဲရင်သွားတယ်ကံမကောင်းကြောင်းလာတယ်လို့ဖြစ်ရတယ်အစိရဝတီမြေကြီးကရေတိုက်စားတဲ့အခါမြေကဘာဘေးမှာတွင်းနဲ့ကြီးတွေတူးပြီးတော့ရှိခေကတော့ဘန်စနစ်လည်းရှိတာမဟုတ်တော့မြေကြီးတွေပဲမြုပ်တာအဲ့သူမြေကြီးတွေမြုပ်တဲ့နေရာကဘာပြုတ်လို့သူစုမြုပ်ထားတဲ့ရွှေတွေငွေတွေပါသွားတယ်ကဘာပြုတ်တဲ့ထက်ပါသွားလို့18ကလေးလောက်ကအရှုံးပေါ်သွားကျွေးပြန်မရတာ18ကလေးပါသွားတာ18ကလေးဆိုသူကစီးပွားရေးကြက်တဲသွားတယ်ကြက်တဲသွားတော့တန်ဃာတွေကိုတော့သူစ조사လှူတယ်သို့တော့စားရမဲ့တောက်ရမဲ့ကိုယ်ွယ်ရမဲ့တဲ့ပုံကိုယ်တွေကိုလေးစင်ထမင်းကျွေးဖို့ကြတော့ဆန်ကောင်းနဲ့မကျွေးနိုင်တော့ဘူးစကွဲကိုဝယ်ပြီးတော့ချက်ရတယ်စကွဲထမင်းကိုကျွေးတယ်မြတ်စွာဘုရားစီအဲ့ဒီလိုအချိန်ကြီးကြုံတဲ့အချိန်မှာမြတ်စွာဘုရားစီရောက်သွားတယ်မြတ်စွာဘုရားကဒါနကောင်းမှုနဲ့ပတ်သက်ပြီးမေးတယ်အိမ်မှာအလှူနိုင်သေးရလားလို့စီပွားရေးအချိန်ကြီးမေးတော့တပည့်တော်လှူတော့လှူရတယ်ဗျာဒါပေမဲ့လို့စိတ်တိုင်းမကြဘူးစကွဲထမင်းပဲကျွေးနိုင်ပါတယ်လို့ဆိုမြတ်စွာဘုရားကစိတ်ကသာအဓိကဖြစ်ပါတယ်ကောင်းတာဆိုတာအဓိကမဟုတ်ပါဘူးဆိုပြီးစိတ်ထားတတ်ရင်မြတ်တယ်ဆိုတဲ့အကြောင်းဝေလာမသုတ်တံမှာမြတ်စွာဘုရားဝေလာမသုတ်တံကိုခေါ်တယ်ကောင်းတာဖြစ်စေမကောင်းတာဖြစ်စေများဖြစ်စေနေပါတာပဲဖြစ်စေလှူတဲ့အခါမှာစိတ်စေရနာအဓိကကြတယ်ဆိုတာကိုဟောပြောပြီးတော့ဝေလာမသုတ်တံကိုဟောတယ်ငါဟာဝေလာမပုံနာဖြစ်တုန်းကဆိုလို့ရှိရင်ငါအလှကိုလာရောက်ပြီးတော့စားသုံးကြတဲ့ပုဂ္ဂိုလ်တွေဟာတရဏဂုံတည်တဲ့လူတယောက်မှမပါဘူးတဲ့ငါးပါးသီလလုံတဲ့ပုဂ္ဂိုလ်တယောက်မှမပါဘူးတဲ့အဲ့ဒါလိုအခြေအနေမျိုးတွေမှာငါလှူခဲ့ရတယ်ပေါ့အခုဟာတထေးကြီးလှူရတဲ့အခြေအနေတွေဟာအမှန်တမ်းကောင်းတယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားအားပေးစကားဟောကြားတယ်ဝိလမတ်တုတ်ကိုဟောလိုက်တယ်အဲ့ဒါနဲ့တော်တဲ့သူကစိတ်ချမ်းသာမှုရသွားတယ်စီးပွားရေးအစမပြေတဲ့အခါမှာဘာနဲ့ကြုံရပြန်တော့ဆိုတထေးကြီးအိမ်မှာစတုထမြောက်တကားမုတ်မှာစောင့်နေဆိုတာအဲ့ဒီမှာနေရာရထားတဲ့နတ်ပေါ့နော်ဘုံမစိုးနတ်ပေါ့လူတွေနေတဲ့အိမ်တွေမှာလည်းပဲသူတို့ကလည်းပဲလူနဲ့ပတ်သက်ပြီးတော့ရောက်ရှိနေကြတာကိုယ်နဲ့ပတ်သက်ရောက်ရှိနေတာကိုယ်ဆောင်နတ်အိမ်နဲ့ပတ်သက်ပြီးရောက်ရှိနေရင်အိမ်ဆောင်နတ်ပေါ့သူတို့ဘယ်သူမှဂျူတီချတာတော့မဟုတ်ဘူးစောင့်ဆိုတဲ့စကားလုံးပြောပေးမယ်လို့နော်သူတို့စောင့်ခိုင်းတာကမဟုတ်ဘူးကိုယ်နဲ့ပတ်သက်တဲ့နေရာမှာလာဖြစ်တယ်လို့ပဲအောင်ပြီပေါ့ကိုယ်အိမ်တွေမှာအိမ်မြောင်တွေပါလေလာမနေကြဘူးလားနေတာပဲအိမ်မြောင်တို့ပင့်ကူတို့ဆွဲကောင်းနေတာသူရောက်ရင်ရောက်လာတာပဲလေအဲ့ဒါလိုပဲမမြင်ရတဲ့တရားတွေလည်းပဲကိုယ်နဲ့ပတ်သက်ပြီးရောက်နေတာတွေရှိတယ်ပေါ့သူတို့လည်းသူတို့ဘဝနဲ့သူတို့ရောက်လာကြတယ်ကိုယ်နဲ့ပတ်သက်ဆက်ဆက်နေကြတယ်အနာရိတတိကြီးအိမ်မှာသူဆက်ဆက်ပြီးတော့နေတဲ့နတ်ကသူလည်းသားရိသမီးတွေနဲ့ပဲလူတွေလိုပဲသားငယ်သမီးငယ်တွေနဲ့အဲ့ဒီတကားမုတ်မှာသူနေစရာပုံမိတ်မှနဲ့သူနေတယ်လို့ဆိုတယ်အဲ့ဒီနာရိတတိကြီးဆင်းရဲဒုက္ခရောက်သွားတဲ့အချိန်လေးမှာသူကဒီအချိန်တော့ဒါသူပြောလို့ရမယ့်အချိန်ပဲနာရိတတိကြီးအိမ်ကိုတန်ခါတွေကြွကြွလာတဲ့အခါမှာသူကသူ့နေရာသူမနေနိုင်ဘူးဆင်းဆင်းပေးနေရတယ်တိရရှိတဲ့ရဟန်းတန်ဃာတွေကြွလာတဲ့အခါမှာသူ့နေရာသူမနေနိုင်ဘူးဆင်းဆင်းပြီးတော့ပေးရတယ်အဲ့ဒါကိုသူမလုပ်ချင်စိတ်ပြတ်တယ်အိတ်ကောင်းခြင်းမအေးရနေကောင်းခြင်းမနေရဖြစ်တယ်လာပြန်ပြီးတော့ကြတစ်ပါးကြွလာဆင်းပေးရဗျအဲ့ဒါမလုပ်ချင်သူစိတ်ပြတ်တယ်နာရဝိတ္ထေကြီးကိုလည်းပြောမှသူမပြောရဲဘူးနာရဝိတ္ထေကြီးဆင်းရဲသွားပြီဆိုတဲ့အချိန်မှာသူကအကွက်ကောင်းမယ်ဆိုပြီးညတကောင်ကျော်နာရဝိတ္ထေကြီးအိပ်ရမယ်ကိုရောင်ကိုဝါနဲ့ရောက်လာကိုရင်ပြတယ်သောတပန်ပုဂ္ဂိုလ်ဆိုတော့သူကအရှိန်ဝါရှိတယ်ပေါ့ဘယ်သူလဲလို့မေးတော့တကားဆောင်စရုထတကားမုတ်မှာဆောင်တဲ့နတ်ပါအခိစ္စလာတာလဲဆိုတထေးကြီးကိုဩဝါဒပေးမလို့လာတာကဲပါဩဝါဒတော့ပြောက်အောင်လို့ဆိုတထေးကြီးခုကတဲ့လှူလွန်အားကြီးလို့ဆင်းရဲသွားပြီမို့လားတဲ့ကျောင်းဆောင်တုန်းကလည်း18ကလေးကုန်းတယ်မြေဝယ်တာလည်း18ကလေးကုန်းတယ်
ကျောင်းလို့ပူဇော်ပွဲကြီးကလည်း18ဂရေကုန်းတယ်အဲ့ဒီလိုဂရေပေါင်းမြောက်များစွာသုံးချပြီးတော့အခုလည်းပဲလှူလိုက်တန်းလိုက်လုံနေတာအဲ့ဒါကြောင့်မလို့စီးပွားဥစ္စာတွေရောပါပြီးတော့ဆင်းရဲလာတယ်ပေါ့ဒါကြောင့်မို့လို့အလှူတန်းကိုလျှော့ပါစီးပွားရေးကိုကြိုးစားလုပ်ပါအလှူတန်းကိုလျှော့ပါဆိုပြီးပြောတော့နာရဝိတတေကအော်ဒါမင်းရဲ့ဩဝါဒလားဟုတ်ပါနဲ့မင်းတို့နတ်မျိုးတွေရာထောင်မကငါလာပြောလဲငါပစ္စည်းငါလှူတာငါလုံးဝမမှုဘူးအဲ့ဒီတော့ငါကိုငါရဲ့အလှပွဲကိုစောစောကားကပြောတဲ့ပုဂ္ဂိုလ်အလှပြက်အောင်ဖြစ်တာဖြစ်တော့ကြောင့်မင်းငါအိမ်မှာမနေနဲ့ထွက်သွားလိုက်ခုခေတ်ကျတော့အရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါလို့ဟိုကနတ်တောင်မောင်းထုတ်လိုက်သေးတယ်နော်နတ်တောင်မောင်းထုတ်လိုက်တယ်အဲ့လိုမောင်းထုတ်လိုက်တော့သူအိမ်မနေနဲ့ဆိုပိုင်ဆိုင်တာသူပိုင်တာကိုသူနဲ့ပိုင်ဆိုင်တဲ့နေမြေတဲ့မနေနဲ့ဆိုမနေရတော့ထွက်သွားတဲ့အခါမှာသားရီသမီးတွေလက်ဆွဲပြီးတော့ဟိုနားလည်းနေကြမရှိဒီနားလည်းနေကြပိုင်ဆိုင်မှုတွေရှိနေတာသူတို့လောကမှာလည်းလူပြေမှာလို့ပဲပိုင်ဆိုင်မှုတွေရှိဒီပြဟာမကြည့်နဲ့တော့ပိုင်ဆိုင်မှုရှိတယ်မရှိဘူးဆိုတာဒီเจ้าနဲ့ကခွေးတွေကြည့်သူတို့ကလည်းသူတို့ပဲလာရင်ဟောင်းတယ်လေသူကလည်းသူ့နယ်လေးတွေနဲ့သူသတ်မှတ်နေကြတာသူတို့ဘယ်သူမှပိုင်သားပေးတာမဟုတ်ဘူးเจ้าလည်းကတ်နေကြတာချင်းတူတူပဲအောင်မဲ့အရှိချမ်းကကောင်ကနောက်ချမ်းကကောင်လာရင်မောင်းထုတ်အနောက်ချမ်းကကောင်လည်းအရှိချမ်းကောင်မောင်းထုတ်တောင်ချမ်းကကောင်လည်းမောင်းထုတ်အဲ့ဒါအော်ထုတ်တာပဲမောင်းထုတ်တာသူ့နေရာနဲ့သူပိုင်စိုးနေကြတာအဲ့တော့တိရစ္ဆာန်တွေတောင်အဲ့လိုပိုင်စိုးတယ်ဆိုဘုံကံရှိတဲ့နတ်တွေလည်းပဲဒီလိုပဲသူကလည်းသူပိုင်တာရှိမှာပေါ့နော်အဲ့တော့နေကြမရှိတဲ့အခါကျတော့မျိုးဆောင်နတ်စီသွားချင်းကတ်တယ်မျိုးဆောင်နတ်စီသွားချင်းကတ်တော့မျိုးဆောင်နတ်ကမင်းလှုပ်တာလွန်တယ်တဲ့ငါလည်းမပြောရဲဘူးတဲ့ဆိုတော့နမင်းကြီး၄ပါးစိတ်သွားနမင်းကြီး၄ပါးလည်းမင်းလှုပ်ထတာလွန်တယ်ငါလည်းမပြောရဲဘူးတရားမင်းကြီးသွားပြောတော့တရားမင်းကြီးကလည်းငါလည်းပြောလို့မရဘူးတဲ့အဲ့တော့ငါအကြံတစ်ခုတော့ပေးမယ်အဲ့တထေးကြီးမှာဆုံးနေတဲ့ငွေကြေး18ကလေးရှိတယ်အဲ့ဒါကိုတထေးကြီးရဲ့လူယုံတော်ဗန္ဒဒိန်အသွင်ယူပြီးတော့ဆုံးနေတဲ့ဟာတွေကုန်လိုက်ရှာလိုက်ပြီးတော့ပြန်တောင်းတယ်မယ်အဲ့ရွှေတွေငွေတွေရအောင်ပြန်လုပ်တယ်သူဆုံးနေတဲ့18ကလေးကိုပြန်ရအောင်လုပ်ရေထဲမှာမျောပါသွားတဲ့သူမြုပ်နှံထားတဲ့ငွေတွေနဲ့မင်းအစွမ်းတတိနဲ့ပြန်ရအောင်ကုန်လုပ်တယ်ပိုင်ရှင်မဲ့18ကလေးလည်းရှိတယ်တဲ့အဲ့ဒီပိုင်ရှင်မဲ့18ကလေးကိုလည်းပဲမင်းရအောင်လုပ်ပြီးတော့သူ့ရဲ့ဗန္ဒကိုရောင်လေးနဲ့ထည့်ပေးလိုက်အဲ့ဒီလိုထည့်ပေးပြီးတော့သူဟာမိုက်မဲမိလို့အပြစ်ဒဏ်ကိုထမ်းရွက်ပြီးပါပြီသူမှားမိတာကိုသိခံခွင့်လွတ်ပါလေပြရစေပါလို့တော့ခွင့်တောင်းတယ်အဲ့ဒါဆိုရင်တော့မင်းကြည်အေးလိမ့်မယ်နော်အဲ့ကြည်အေးလိမ့်မယ်ဆိုတော့တရားမင်းကြီးကြံပေးတဲ့အတိုင်းပဲသူကဆုံးနေတဲ့ငွေတွေအကုန်လုံးရအောင်လုပ်တယ်ရေထဲပါသွားတဲ့ကဘာပြိုတဲ့ထဲပါသွားတာတွေကိုလည်းသူ့အစွမ်းတကူနဲ့ရအောင်လုပ်ပြီးတော့ကိုရောင်နဲ့ထည့်ပေးတယ်နောက်တစ်ခါပိုင်ရှင်မဲ့တွေ18ကလေးကိုလည်းယူပြီးတော့ထည့်ပြီးတော့တထေးကြီးကပြန်ပြီးတော့ကိုရောင်လေးရတနာတိုက်တွေကပြန်ပြီးတော့ပြေးသွားတယ်အဲ့ဒီနေညမှာသွားပြီးတော့တထေးကြီးစီသွားခွင့်ပန်းတယ်ခွင့်တောင်းတယ်ပေါ့သူဟာဆင်းရဲဒုက္ခရောက်နေတဲ့အကြောင်းဒါကြောင့်မလို့သူ့ကိုနေခွင့်ပြုပါလို့အဲ့ဒီမှာတန်လဲထမ်းပြီးပြီးသူ့ကိုနေခွင့်ပြုပါဆိုတထေးကြီးကခွင့်ပြုလိုက်ပြီးသူ့ကိုမြတ်စွာဘုရားအကြောင်းကိုလိုက်ခဲ့ဖို့ခေါ်သွားတယ်ခေါ်သွားပြီးမြတ်စွာဘုရားကိုကြိုးကြောင်လျှောက်တယ်လျှောက်တဲ့အခါမှာမြတ်စွာဘုရားခုနဟာကိုခေါ်တာဖြစ်တယ်နော်ပါပောပိပတ္တိဗတ္ထယဝပပနာပစ္စတိယရာစပစ္စတိပပအထပါပောပပလိပတ္တိမကောင်းတဲ့လူတွေဟာမကောင်းတာတွေကမကောင်းတဲ့လူပင်ဖြစ်မကောင်းတဲ့လူတွေဟာမကောင်းတာကအကျိုးမပေးသေးဘူးဆိုရင်အကောင်းတွေ့နေတတ်သေးတယ်တဲ့မကောင်းတာတွေကအကျိုးပေးပြီဆိုရင်တော့မကောင်းတာပဲတွေ့ရလိမ့်မယ်ဗတ္ထောပိပတ္တိပပယဝဗတ္ထနာပစ္စတိယရာစပစ္စတိဗတ္ထအထဗတ္ထောဗတ္ထလိပတ္တိလူတော်လူကောင်းတွေဟာလည်းတစ်ခါတည်းအကျိုးမပေးသေးဘူးဆိုရင်အကောင်းကအကျိုးမပေးသေးရင်အဆိုးတွေ့နေတတ်သေးတယ်ဘဝဆိုတာအချစ်စမပြေဖြစ်တတ်တယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရား
ဒီဆုံးမတရားအချုပ်အားဖြင့်ဆိုလို့ရှိရင်ကောင်းတာလုပ်ဖို့မကောင်းတာတွေကရှောင်ကျဉ်ဖို့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာအခိုက်အတန့်မှာမကောင်းတာတွေ့ပြီမဲ့လို့ရေရှည်ကြတော့ကောင်းတာတွေ့မှာပါမကောင်းတဲ့ပုဂ္ဂိုလ်တွေဟာတော့ရေရှည်ကြတော့မကောင်းကျိုးတွေကိုခံစားရမှာပါဆိုပြီးကမ္မနိယမသဘောတရားကိုရှင်းလင်းပြီးတော့မြတ်စွာဘုရားဟောကြားဆုံးမပေးလိုက်တဲ့အခါမှာအဲ့ဒီနတ်ဟာလည်းတရမဖြစ်သွားတယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေရဲ့ဘဝမှာလည်းပဲဘဝအခြေအနေရဲ့အစင်မပြေမှုတွေကြုံတဲ့အခါမှာမိမိတို့တတိတို့လုံလဝိရိယတို့သိပညာတို့နဲ့ဆင်ញင်သုံးသပ်ပြီးတော့အခြေအနေတစ်ခုအောင်ဤသိခါခြင်းကြောဖြတ်ခြင်းဖြစ်လာလဲဖြည့်ရှင်းကြရမှာဖြစ်တယ်ဆိုတာကိုကိုယ်စီမှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းဘဝအခြေအနေရဲ့အစင်မပြေမှုတွေကိုရင်ဆိုင်နိုင်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း